ကျွန်တော်တို့အတ္တတာမှာမျောလင်းချက်ကင်းမဲ့တဲ့ခါမှာဒုက္ခဆင်းရဲခြင်းတွေရောက်တဲ့ခါမှာထို့ဖျားသခင်ရဲ့မြေပြတိုက်ကိုတည်ရလိုက်ပါအားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ